လုံးပဲမင်္ဂလာပါ PK Movie Guide Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့2012ခုနှစ်ကထွက်ရှိခဲ့တဲ့ Love 911ဆိုတဲ့ရုပ်ရှင်လေးအကြောင်းပြောပြပေးသွားမှာပါအစမှာတော့ခံကြီးဟာသူ့မိန်းမရဲ့အသက်ဆုံးရှုံးသွားတာကိုမမီလိုက်လို့ဝမ်းနဲ့ကြေကွဲနေခဲ့ပါတယ်။၃နှစ်အကြာမှာခံကြီးကပတ်တီးတွေနဲ့အိယာကနိုးထလာခဲ့ပါတယ်။မီဆူကတော့နေအောင်ကြည့်တက်လေးကိုခန်းစားရင်းလမ်းကူးနေခဲ့ပါတယ်။အဲ့လိုနဲ့ဆေးရုံရောက်တော့လူနာတယောက်ကအလိုလိမ့်ဖြစ်နေလို့ဘာဖြစ်တာလဲလို့မေးလိုက်တဲ့အခါလူနာပြုကဆေးစစ်ပြီးရင်ဒေါက်တာချမ်းဆိုတဲ့သူကကြည့်ရမယ်လို့ဆိုပါတယ်။အဲ့ဒါကိုဒေါက်တာချမ်းမဟုတ်ပဲမီဆူကသူကြည့်မယ်လို့ဆိုခဲ့ပါတယ်။လူနာကိုစစ်ကြည့်တော့လက်မှာဒဏ်ရာတွေတွေ့လို့သူ့တငယ်ချင်းကရဲတိုင်ရမှာမဟုတ်ဘူးလားမိတာကိုမီဆူကတတိထဆိုရမှာလှုပ်ရှုပ်တယ်ဆိုပြီးရှောင်းတာကောင်းတယ်လို့ဆိုခဲ့ပါတယ်ပြီးတော့လူနာရှင်ကိုဆေးရေးပေးလိုက်ပြီးထွေထူးထူးမရှိဘူးလို့ပြောခဲ့ပါတယ်လူနာရှင်ကအသေးစိတ်စစ်ဆေးခြင်းနဲ့ပြောတာကိုမီဆူကဆရာဝန်စကားနားမထောင်ရင်ဆေးရုံဘာလို့လာလဲဆိုပြီးပြန်ပြောလိုက်တော့လူနာရှင်လည်းတောင်းချမ်းมาတော့တယ်တစ်ဖက်မှာလည်းမိသားအဖွဲ့ကလူတစ်ယောက်ကမိန်းကလေးရှိတာကိုကိုလုံးလေးနဲ့သွားနေလို့ဆိုပြီးပြောနေခဲ့ပါတယ်အဲ့ဒါနဲ့အဲ့လူကမိန်းကလေးဆိုပြီးကောက်ကြောင်လည်းမရှိဘူးဆိုပြီးစနှောင်နေခဲ့ပါတယ်အဲ့လိုနဲ့လူတွေကိုကဲတင်မှုထွက်သွားတဲ့အခါခုနကဆေးရုံကလူနာလမ်းမှာမေးလဲနေခဲ့တာပါဆေးရုံရောက်သွားတော့အုံနောက်သွေးကြောနေရနေရောင်နေတာလို့ပြောရင်ဆေးရုံအရင်ထဲကလာပြခဲ့ရမှာလို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့လူနာရှင်လဲတောင်းချမ်းတော့ခံရီကတားနေတာကိုခေါင်းနဲ့တိုက်ပြီးဓာတ်နဲ့ရဲထားပေမဲ့ခံရီလဲလက်ကဓာတ်ကိုဖိလိုက်တဲ့အခါလူနာရှင်လဲဝမ်းနဲ့တဲ့အကြည့်တွေနဲ့ငိုနေခဲ့ပါတယ်ခဏနေတော့ဆေးရုံကဌာနမှုကမီဆူနဲ့သူ့တငယ်ချင်းကိုအလောက်ခဏနားခိုင်းလိုက်ပြီးရုံးချိန်ရအတွက်ပြင်ဆင်ထားဖို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့တငယ်ချင်းတစ်ယောက်ရှေ့နေစီမှာတွားဆုံစမ်းတဲ့အခါမီဆူက3နှစ်လောက်ဆိုင်းကနိုင်ကြီးရှိရလို့ဆိုပါတယ်အဲ့ဒါနဲ့မီဆူလဲသူ့အမြင်တိုင်းအဲ့လူနာရှင်ကလူမိုက်ပြီးတော့မိသက်သမားကိုလည်းနှာခေါင်းရိုးကျွအောင်လုပ်လိုက်သေးတယ်လို့ပြောတော့ရှေ့နေကမိသက်သမားကိုရှာပြီးတရားစွဲခိုင်းရင်ရုံးချိန်မှာအလေးသာနိုင်ကြောင်းအကြံပေးခဲ့ပါတယ်ပြီးတော့ဇနီးတဲ့ကိုထီလျောက်ကျူးလွန်တဲ့တဲလွန်သားရှိတဲ့မလာမီတော့သူတငယ်ချင်းကကိုမာတင်းကြောင့်ဖြစ်ရတာလို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့မီဆူတယောက်ဂန်အီစီတွားတွေ့ပြီးသူ့ကိုသူမိတ်ဆက်ရင်တရားစွဲဖို့ပြောခဲ့ပေမဲ့ဂန်အီကမစွဲဘူးပြောပြီးထွက်သွားခဲ့ပါတယ်အဲ့ဒါကိုမီဆူတယောက်ခေါင်းမာပြီးအတင်းလိုက်ပြောနေတော့ဂန်အီလည်းဇနီးဖြစ်သူကတီတော့မလို့ဖြစ်နေတာကိုယူမသွားတဲ့ကောင်ရှိလို့လားလို့ပြောရင်တရားစွဲရင်စွဲကြည့်လို့ခက်တင်ပြောလိုက်ပါတယ်မီဆူလည်းဆက်ပြောနေတဲ့အခါဂန်အီတယောက်ပြန်လှည့်လာတော့ထွက်ပြေးသွားပါတော့တယ်အဲ့ဒါနဲ့မီဆူလည်းမြှုပ်ဆွဲရမယ်ဆိုပြီးမိတ်ကပ်ပြင်ထားတာကိုသူ့တငယ်ချင်းလည်းဟားတိုက်ရတော့ဖြတ်လိုက်ပါတော့တယ်အဲ့လိုနဲ့လမ်းပေါ်မှာကြက်ပေါက်လေးတွေလွတ်နေတာကိုမိသက်သမားတွေလိုက်ဖမ်းနေလို့မီဆူလည်းဝင်ပြီးကူညီပေးပါတော့တယ်ခဏနေတော့ဂိုင်းစီချင်းကပ်ပြီးလမ်းကြုံရင်ဝင်ကူညီတာကိုတွေးရတာရေးဆက်ပဲဆိုပြီးရင်းနှီးနေဖို့ပြောနေပေမဲ့ဂိုင်းကတော့အဖက်မလုပ်ပါဘူးအဲ့ဒါနဲ့မီဆူလည်းနောက်ကတကောက်လိုက်ပြီးလူတွေကူညီပေးတဲ့အလုပ်လုပ်နေတာပဲသူ့ကိုလည်းကူညီပေးဖို့ပြောတော့ဂိုင်းကဘာလဲလို့မေးလိုက်ပါတယ်အဲ့ခါကျတော့မီဆူကသူ့နဲ့တွဲမလားလို့မေးတဲ့အခါဂိုင်းကလက်နဲ့ရွယ်လိုက်တာကိုသူ့ဖွဲ့သားတွေကဝိုင်းကြည့်တော့မှနှစ်ဖူးကိုရိုက်ပြီးထွက်သွားပါတော့တယ်မီဆူတယောက်မြှုပ်ဆွဲတဲ့အနေနဲ့မရရင်ချိန်ချောက်ရမယ်ဆိုပြီးဟမ်မီရဲ့တရားပေါ်မှာမတရက်နေတော့ဂိုင်းကိုအသေးအံလွတ်ပါတော့တယ်ဂိုင်းလည်းစင်းမလာဘူးလားလို့អော်လိုက်တဲ့အချိန်မီဆူတယောက်ခြေချော်ကြကန်ဒီလေးမှာဂိုင်းကခြေထောက်ကိုဖမ်းဆွဲလိုက်လို့အောက်မကျသွားခဲ့ပါဘူးအဲ့ဒီအချိန်မှာလေတိုက်တော့မီဆူစကတ်လန်သွားတဲ့အခါမကြည့်နဲ့လို့ပြောရင်ပွက်လော်ရိုက်ပြီးရဲစခန်းရောက်သွားတော့ပါတော့တယ်အဲ့ဒါနဲ့အလောက်ခွင်နောက်ဆက်မှုနဲ့ဒဏ်ကြေး300ပေးရမယ်ပြောတော့မီဆူတယောက်လန်သွားပါတော့တယ်ဂိုင်းကိုသူ့အဖွဲ့သားတွေကရဲခေါ်ဖို့မလိုတာကိုလို့ပြောနေပေမဲ့ဂိုင်းတယောက်ကျင်းနေခဲ့ပါတယ်မီဆူတယောက်ရဲစခန်းမှာရဲကိုကျင်းပတ်တွေ့ဖို့မိတ်ဆက်ပေးပြီးရဲတွေနဲ့အပိုင်ပေါင်းထားပါတယ်ပြီးတော့ရဲတွေကယောက်ျားလေးတွေကိုလိုက်ဖို့တွန်းလိုက်ဆွဲလိုက်လို့ရင်ယောက်ျားတွေအကုန်ကြွေတယ်ဆိုပြီးနီးလက်နဲ့တင်မိနေခဲ့ပါတယ်အဲ့ဒီချိန်မှာနေရန်ကစားဆောင်ကိုတွေ့ပြီးဒဏ်ကြေးအစားစေရနာဝန်ထမ်းလဲလို့ရင်ဂိုင်းကိုလည်းချင်းကပ်ရင်တစ်ချက်ကုန်းတစ်ချက်ပြက်စေရနာဝန်ထမ်းဝင်လောက်ပါတော့တယ်ဒီကြားတဲ့သူ့တငယ်ချင်းကိုပါဆွဲခေါ်လာပါသေးတယ်သူ့တငယ်ချင်းလည်းနောက်စီစဉ်ကဖာလဲမိတော့ဂိုင်းကိုမျက်စိမိပြလိုက်ပါတယ်ဂိုင်းတို့တွေကအဖွဲ့ဝင်တယောက်ကတော့မီဆူတငယ်ချင်းကိုကြည့်ပြီးသဘောကျနေခဲ့ပါတယ်ပြီးတော့လေ့ကျင့်ရေးဆင်းတဲ့အခါမီဆူတငယ်ချင်းကို CPR လောက်ခိုင်းတော့သူ့ကိုကြိုက်နေတဲ့သူကအယုံနဲ့မလုပ်ပဲသူနဲ့လေ့ကျင့်မှုပြောပါတော့တယ်အဲ့လိုနဲ့ CPR လောက်ခါနီမှာအလုပ်စားဖို့အတွက်ခေါင်းဆောင်ကလာခေါ်ပါတော့တယ်လူတယောက်ကတိုက်ပေါ်ကနေလောအားကမပေးလို့ဆိုပြီးခုံချဖို့လုပ်နေတော့ခေါင်းဆောင်ကဂန်ကြီးကိုလွတ်လိုက်ပါတယ်ဂန်ကြီးလည်းဆင်းလာဖို့ကောင်းမွန်ပြောနေတာကိုနားမထောင်တော့သူပါတခါတည်းဖက်ပြီးခုံဆင်းလိုက်ပါတယ်မီဆူလည်းအော်သွားပြီးအမြဲတမ်းအဲ့လိုအသက်ရင်းပြီးအလုပ်လုပ်တာလားလို့မေးတော့အလုပ်ကအစတည်းကဒီလိုပဲလို့ဆိုခဲ့ပါတယ်ပြီးတော့မီဆူလည်းလူတစ်တွေအတွက်ကြိုးစိုးပွဲမလုပ်ပေးဘူးလားလို့ပြောတော့ဂန်ကြီးကအလုပ်ဆင်းမဲ့ပြောပြီးထွက်သွားပါတော့တယ်ပြီးတော့ဂန်ကြီးတယောက်ကြိုးစိုးပွဲကိုရောက်လာတာပါပဲခဏနေတော့ဂန်ကြီးဘေးနားကနေရာလွတ်သွားတဲ့အခါသွားထိုင်ပြီးချင်းကပ်ပါတော့တယ်
အဲ့ဒါနဲ့ခိုင်လဲဘာတန်နဲ့ကျွန်တော်နောက်လိုက်နေတာလဲပြောတော့မီစုလဲလိုက်မလို့လားလို့ပြန်ပြောခဲ့ပါတယ်ခိုင်လဲမဟုတ်လို့လားလို့អော်လိုက်တဲ့အခါအားလုံးကဝိုင်းကြည့်ကြပါတော့တယ်အဲ့ဒါနဲ့မီစုလဲယုံကြည်ချက်ရှိနဲ့တခုကိုထင်မှားနေတဲ့ပုံပဲရှင့်ကိုသဘောကျလို့လိုက်နေတာလို့ပြောတော့လက်ခုပ်ဝိုင်းတီးကြပါတော့တယ်အဲ့ဒါနဲ့ကြိုးစပွဲပြီးလို့အိမ်ပြန်တဲ့အခါရဲ့အခြေကြည့်ပြီးအကုန်လုံးပြန်သွားပေမဲ့သူတို့နှစ်ယောက်တည်းကြံတော့ခိုင်နောက်လိုက်ပါတော့တယ်မီစုတယောက်နောက်တော့ဝိုင်းတောက်ဖို့ပြောနေပေမဲ့ခိုင်တယောက်ညင်းဆန်နေလို့မီစုလဲသူ့ဘသူအိမ်ပြန်ရင်လမ်းမှာပြစ်လေတော့ခဲ့ပါတယ်ခိုင်လဲကြောပုတ်ပြီးစီးုံလိုက်ဖို့လုပ်ပေမဲ့ခဏနေတော့မီစုနုလာတဲ့အခါအောက်ချပေးလိုက်ပါတယ်အဲ့ဒါနဲ့ခိုင်လဲယောဂရှိရလားမေးတော့မီစုကအရေးပေါ်ဌာနလဲသွားကြမလို့ပဲသူ့ကိုယ်သူဆန်းသက်ပြီးတွေးကုန်တော့ကြပြီးမေးလေသွားတာလို့ပြောခဲ့ပါတယ်ခိုင်လဲမယုံတော့မီစုလဲသူ့နှစ်ဖူးကိုဆန်းခိုင်းလိုက်တဲ့အခါအဖျားမရှိဘူးလို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့မီစုလဲအဖျားမရှိဘူးနှလုံးနဲ့ဆိုင်တာလို့ပြောတော့ခိုင်လဲလက်ကိုဖယ်ထုတ်လိုက်ပါတယ်ပြီးတော့မီစုလဲတကြားထကြသွားလို့အရက်တောက်မယ်လို့ပြောတာကိုခိုင်ကလက်မခံတော့အပိုးလေးလုတ်ပြပါတော့တယ်အဲ့ဒါနဲ့အရက်ဆိုင်ရောက်သွားတော့ခိုင်လဲမူပြီးတခြားရက်ဝိုင်းကခုံကိုသွားပြီးဖတ်ထားပါတော့တယ်အဲ့လူကရန်ဆပြီးခိုင်ကိုစထိုးတဲ့အခါမီစုလဲရန်တွေ့တော့မီစုကောင်းကနေပြစ်လဲလိုက်ပါတော့တယ်ကျန်တဲ့မင်းကလေးနှစ်ယောက်လဲမီစုနဲ့ရန်ဖြစ်ပြီးအဲ့ဒီအချိန်မှာခိုင်ကိုထိုးနေလို့မီစုတယောက်အဲ့ဒီလူဘောကိုတက်ခွာပြီးနရက်ကိုကိုက်လိုက်ပါတော့တယ်ရဲစခန်းရောက်သွားတဲ့အထိခိုင်တယောက်ခုံကိုလက်မလွတ်နိုင်သေးပါဘူးခဏနေတော့ခေါင်းဆောင်ရောက်လာတဲ့အခါရဲစခန်းမှာပလော်ရိုက်နေလို့အွန်လိုက်တော့မှငြိမ်သွားပါတော့တယ်အဲ့လိုနဲ့ရဲစခန်းမှာမီစုကိုတော့နရက်ကိုက်ရလို့ထားခဲ့ရပြီးခိုင်ကိုတော့ပြန်ခေါ်လာခဲ့ပါတယ်တကယ်တော့ခိုင်တယောက်ခုံကိုဆွဲလန်းနေတာအရင်ကသူ့မိမကခုံနဲ့ခဏခဏချော်လဲတော့အပေါင်းနဲ့ထိုင်ကိုဝယ်ပေးဖို့လုပ်ခဲ့တာပါနိုးလာတော့အဲ့ထိုင်ကုန်းကိုဘာမှမမိတော့ပါဘူးမနေ့ကျတော့သူ့တငယ်ချင်းပြပြလိုက်တော့ရဲစခန်းမှာတော့ရှာတဲ့အခါရဲတွေနဲ့အတူမနက်စာစားနေလို့မီစုကိုပြန်ခေါ်လာခဲ့ပါတယ်အဲ့ဒါနဲ့မီစုလည်းကားပေါ်ကလက်ဆွဲကိုကင်မိုးလောက်တာကိုခိုင်ကအကင်မခံတော့မီစုလည်းလှည့်စားပြီးပကံများပြန်လို့ပြောတဲ့အချိန်ယုံမိလိုက်ကြည့်တော့မီစုတယောက်ယူလိုက်ပါတော့တယ်အဲ့ဒါနဲ့မိန်းမရှိတာတည်သွားပြီးအိမ်အောင်တယ်လားဆုံးသွားတာလားမေးရင်ကားဘရိတ်အုပ်လိုက်တဲ့အချိန်မီစုလည်းတိုက်မိပြီးနှာခေါင်းသွေးထွက်သွားတော့ရီးနေခဲ့ပါတယ်ပြီးတော့မီစုလည်းဂန်ရီကိုသူ့ကိုဘာလို့မကြိုက်ရတာလဲဆိုပြီးပြောတော့အခက်တွေ့သွားပါတော့တယ်ပြီးတော့မီစုကတည်သွားတဲ့မိမပုံကိုနေရာတကာတည်သွားတဲ့ယောက်ျားမျိုးချာကြောင့်မီစုလည်း9နှစ်အရွယ်တုန်းကသူ့ကိုမေဆုံးသွားလို့နှစ်ပေါင်းများစွာရုန်းကန်နေရတော့ဂန်ရီနဲ့ခန်းစားချက်ချင်းတူကြောင်းဒါပေမဲ့အချိန်ကြာတော့တဖြည်းဖြည်းနဲ့မိသွားကြောင်းဆိုခဲ့ပါတယ်အဲ့ဒါနဲ့တည်တဲ့သူကတည်ပြီးကျန်တဲ့သူကအသက်ဆက်ရှင်ရမှာလို့ပြောရင်မီစုတယောက်သူ့မေစီကဖုံးလာတော့အလိမ်ပေါ်သွားပြီးကားပေါ်ကနေဆွဲချကလမ်းပေါ်မှာပစ်ထားခဲ့ပါတော့တယ်ပြီးတော့သူ့တငယ်ချင်းကိုဂန်ရီကမိုးစိုးဖို့ဖြစ်ကြောင်းပြောရင်မီစုလည်းစိတ်ရင်းနဲ့ချစ်မယ်လို့ပြောနေခဲ့ပါတယ်နောက်နေ့ကျတော့မီစုတယောက်ဂန်ရီကိုကိုယ်တိုင်လှုပ်ထားတဲ့ဆူရှီဘူးနဲ့စပြီးလိုက်ကပ်ပေမဲ့ဂန်ရီကသွန်လိုက်ပါတယ်အဲ့ဒါနဲ့မီစုတယောက်နောက်ထပ်ဘူးထပ်ပေးတဲ့အခါသူ့ခေါင်းဆောင်ကအစားအစာဆိုတာမလွန်ပြည့်ရကြောင်းပြောတော့ခေါင်းဆောင်နဲ့အဖွဲ့သားတွေကိုကြွေးလိုက်ပါတော့တယ်ခဏနေတော့ဓာတ်ငွေရိုးစိမ့်မှုဖြစ်လို့ကဲတင်ဖို့သွားကြပါတော့တယ်အဲ့ဒီအချိန်မှာပြဿနာကိုဖြေရှင်းနေရင်အဖွဲ့သားတယောက်ထိကြိုက်သွားပါတော့တယ်ဂန်ရီကတော့ဓာတ်ငွေရိုးစိမ့်တဲ့ပြဿနာကိုဖြေရှင်းလိုက်နိုင်ပြီးမီစုလည်းကွဲနေတဲ့ဒဏ်ရာကိုချုပ်ပေးလိုက်ပါတော့တယ်ဖြေရှင်းပြီးသွားတဲ့အခါအားလုံးပြန်သွားတော့မီစုနောက်ကျနေလို့ဂန်ရီလည်းအမြန်လာဖို့လှမ်းခေါ်နေတဲ့အချိန်မီစုကောင်းကရိတ်ခနဲဖြစ်လာခဲ့ပါတယ်ပြန်သွားတဲ့အခါဂန်ရီကစစ်ဆေးကြည့်တော့မီစုပါမလာတာကိုသိလိုက်ရပြီးပြန်လှည့်သွားပါတော့တယ်လာပြန်ကြည့်တော့မီစုမေလဲနေလို့ပွက်ချီပြီးထွက်သွားမှုလို့တော့အေးကပါဝါပြန်ဖွင့်လိုက်တော့သူတို့နှစ်ယောက်ပိတ်မိသွားခဲ့ပါတယ်ဂန်ရီကတကားတောက်ဖွင့်ပေမဲ့မပွင့်တော့ပဲမီစုကတော့နိုးလာခဲ့ပါတယ်အဲ့ဒါနဲ့မီစုလည်းချွေးထောင်ဆိုပြီးလက်ကျင်ငန်းတွေထားလုံနေပြီးဂန်ရီကိုပါမသိချင်ရင်လှုပ်ဆိုကအတင်းဆွဲခေါ်တော့ဂန်ရီတယောက်မလှုပ်ချင်နဲ့လက်ကျင်ငန်းလုံနေရပါတော့တယ်တစ်ဖက်မှာလည်းတရားချုပ်ပေးထားတာကိုတေးသက်ကြောင်ပြောရင်စိတ်ကူးတောင်းမှုခံယူနေကြပါတယ်ခဏနေတော့မီစုတငယ်ချင်းလဲမီစုနဲ့ဂန်ရီမပါလာကြောင်းပြောတော့ပြန်ထပြီးတိုက်သွားကြပါတော့တယ်တစ်ဖက်မှာတော့နှစ်ယောက်သာခက်ခိုက်တုံအောင်ချမ်းနေပြီးမီစုအရန်အင်းနေလို့ဂန်ရီလည်းဖတ်ပေးထားခဲ့ပါတယ်အဲ့ဒီအချိန်မှာမီစုကရှင်ကျမကိုသဘောကျလာလို့မေတော့ဂန်ရီတယောက်ငင်းလိုက်တဲ့အခါမီစုတယောက်တေးချအောင်ဆောင်လိုက်ပါတယ်အဲ့ခါကျမှလှုပ်နိုးပြီးသဘောကျရလို့အသေးအံပြန်ပြောတော့မှအဲ့လိုမှတိသားပဲဆိုပြီးပြန်နိုးလာခဲ့ပါတယ်ပြီးတော့မီစုတယောက်သတိမိသွားတဲ့အခါအင်ကြီးတွေချုပ်ပြီးအနှွေးထရစေဖို့အတွက်လူချင်းကတ်ထားပါတော့တယ်အဖွဲ့သားတွေရောက်လာတော့သူတို့နှစ်ယောက်ကိုကဲတင်ပြီးအပူတွေပေးထားပါတော့တယ်နောက်နေ့ကျတော့မီစုကအပေါက်ဆိုပြီးရုပ်ချောတဲ့ကောင်လေးကနေအနေရှိနေတဲ့အချိန်လာခဲ့ရင်သဘောကျမှလာပြီးတော့သူ့တငယ်ချင်းကရုပ်ချောရင်ရပြီဆိုပြီးပြောနေခဲ့ပါတယ်ခိုင်ကိုလည်းသူ့တငယ်ချင်းကမင်းကလေးအသားထိပြီးပြီဆိုရင်ထောက်တိုက်ပြီးတတတောင်းယူရမယ်လို့ပြောရင်ထွက်သွားတော့အောက်ကမီစုကတတပြတဲ့အချိန်ခိုင်တယောက်သူတော်မသိ
လိုက်ပဲတတာပြန်ပြမလို့လောက်ပြီးမှထွက်သွားခဲ့ပါတယ်နောက်နေ့တွေမှာလည်းလူတွေကတင်နေကြပြီးမီစုကတော့ခန်းကြီးကိုလိုက်နေစေပါဒဏ်ရာရရင်လည်းဆေးထည့်ပြီးခန်းကြီးကောင်းလေးကိုပုတ်ပြီးတာရနေတာပေါ့နော်ခဏနေတော့မီစုမေလဲသွားတဲ့အခါပွေ့ချီပြီးဆရာဝန်စီခေါ်သွားပါတော့တယ်အဲ့ဒါနဲ့ဆရာဝန်ကထွေထွေထူးထူးယောဂမရှိဘူးလို့ဆိုခဲ့ပါတယ်ခန်းကြီးလည်းအိမ်ပြန်လိုက်ဖို့မယ်ပြောတော့မီစုကပင်လယ်သွားချင်တယ်လို့ပြောခဲ့ပါတယ်ခန်းကြီးတယောက်လာနောက်နေရလားလို့ပြောပြီးမီစုအိပ်ပြောနေတော့နှိုးလိုက်တဲ့အခါပင်လယ်ရောက်နေခဲ့ပါတယ်အဲ့လိုနဲ့ကမ်းခြေဘေးမှာအတူတူလမ်းလျှောက်ရင်ခန်းကြီးအိမ်မက်ကိုမေးကြည့်တော့စစ်သားလို့ပြောတဲ့အခါမီစုလည်းဘာလို့မိသက်သမားလုံးနေတာလဲပြောတော့စစ်သားကပြင်းစရာကောင်းတယ်လို့ဆိုခဲ့ပါတယ်ခန်းကြီးလည်းမီစုကိုဆရာဝန်ဘယ်လိုလုပ်ပြီးဖြစ်လာလဲမေးတော့မီစုလည်းသူ့အဖေကအလန်နဲ့ကျောင်းသူဘဝကပန်ခရီးရဲ့ကင်ဆာရှိတာကိုဆေးရုံကပတ်စံမရှိလို့အကက်ကဲပြောက်ဆေးတော့မပေးကြောင်းသူ့အမေလည်းအလုပ်သွားသူလည်းကျောင်းသွားနေတဲ့ချိန်မှာတယောက်တည်းဆုံးသွားကြောင်းပြောပြရင်သူ့အဖေလိုလူမျိုးတွေထပ်မဖြစ်လာစေဖို့စိတ်ဓာတ်နဲ့ဆရာဝန်ဖြစ်လာခဲ့တာလို့ပြောပြခဲ့ပါတယ်ပြီးတော့မီစုကငါအသားလွှာစားခြင်းနဲ့ပြောလို့သွားစားရင်သူ့မိမနဲ့ချစ်ကြိုက်ခဲ့တဲ့အကြောင်းတွေကိုခန်းကြီးကပြောပြနေခဲ့ပါတယ်ပြီးတော့ခန်းကြီးတယောက်သူ့မိမမျက်နှာကိုမြင်အောင်လာပြီးသူ့မိမကလွမ်းလာမေးတဲ့အခါခန်းကြီးတယောက်ဒီနေ့တွေ့ပြီးတော့မနှက်ဖြန်တည်သွားရင်တော့ကောင်းမယ်အဲ့လောက်ထိလွမ်းတယ်လို့ပြောရင်းငိုနေခဲ့ပါတယ်မီစုလည်းစိတ်မကောင်းတဲ့အကြည့်တွေနဲ့ပဲကြည်နေခဲ့ပါတယ်အဲ့ရတဲ့ရောက်တော့လေခန်းကြီးကသူ့မိမနာမည်ကိုပဲရောင်းနေခဲ့ပါတယ်အဲ့ဒါနဲ့မီစုကဘေးနားမှာသွားလဲပြီးခလဲချော့တိတ်တယ်လို့လက်လေးနဲ့ပုတ်ပေးလိုက်ပါတယ်မနှက်ကြတော့နေထွက်တာကိုတူတူကြည့်ရင်မီစုကအာဘွားတော်တစ်ခါမှမပေးလိုက်ရပဲသွားတော့မှလားဆိုပြီးစိတ်ပြက်နဲ့ပြောနေခဲ့ပါတယ်ခန်းကြီးလည်းပေးချမလားလို့ပြောတော့မီစုဘက်ကအရင်စနမ်းလိုက်ပြီးနှစ်ယောက်သားနမ်းကြပါတော့တယ်အလို့ရောက်တော့နှစ်ယောက်သားအိတ်နေကြတဲ့အခါခေါင်းဆောင်လည်းရီးစားထားဖို့ရာတီဥလူကောင်းလေးပဲဆိုပြီးအော်တော့မှနိုးလာပါတော့တယ်နောက်နေကြတော့နှစ်ယောက်သားချစ်ချင်နူးနေကြပြီးခန်းကြီးအမာရွတ်တွေကဘာကြလာတယ်ဆိုတာကိုပြောပြနေခဲ့ပါတယ်အဲ့ဒါနဲ့မီစုလည်းခန္ဓာကိုယ်ကိုဂရုစိုက်ပြီးအလုပ်လုပ်ဖို့ခရီးတောင်းတော့ခန်းကြီးလည်းမိသက်သမားအလုပ်ထွက်ခိုင်းနေတာပဲပြောရင်ဘာလို့စားမှလဲလို့ဆိုလိုက်ပါတယ်မီစုလည်းထမင်းချက်အဝတ်လျှော်ကလေးထိန်အိမ်မှာနေဖို့ပြောရင်ခရီးတောင်းနေတော့သူ့တငယ်ချင်းလာလို့မီစုကိုပုံမို့အခန်းတစ်ခန်းနဲ့ထည့်လိုက်ပါတယ်အဲ့ဒီအခန်းကသူတို့လင်မယားနှစ်ယောက်အခန်းဖြစ်နေတော့မီစုလည်းစိတ်မကောင်းဖြစ်ပြီးပြန်သွားတော့မှခန်းကြီးတယောက်အခန်းထဲမှာပို့လိုက်တာကိုသိသွားပါတော့တယ်တစ်ဖက်မှာလည်းမီစုကိုတရားဆွဲဖို့လုပ်နေတဲ့လူနာချီရဲ့မိမကအုံနောက်တင်နေကြောင်းကိုရီငါလှူဖို့လုပ်ထားကြောင်းပြောရင်စိတ်ဆုံးဖြတ်ဖို့အတွက်အချိန်ခဏပေးမယ်လို့ပြောခဲ့ပါတယ်မီစုရဲ့ရှင်တွေကလည်းရုံးချိန်မှာအနိုင်ရဖို့အတွက်လူနာရှင်ကိုချောင်းပိတ်ရမယ်လို့ပြောနေခဲ့ပါတယ်လူနာရှင်လည်းမနှက်ဖြန်လူနာမွေးနေ့ဖြစ်ကြောင်းပြီးတော့သူနဲ့လက်တောင်မထရသေးတဲ့အပြင်လက်ထက်လက်ဆွတ်တောင်မဆွတ်ပေးနိုင်ခဲ့ကြောင်းပြောရင်တရက်အချိန်ပေးဖို့ပြောနေတာတွေကိုမီစုတယောက်အပြင်ကကြားနေခဲ့ရပါတယ်မီစုလည်းခန်းကြီးကိုသူ့เจ้าနှုံးကအရေးချင်းရှိပြီးညံကောင်းနေဆိုတဲ့အတန်မျိုးကြားချင်လို့ဘလောက်တောင်စာစူးစမ်းခဲ့ကြောင်းပြောရင်ခန်းကြီးကဘာဖြစ်လို့လဲမေးတော့ရှင်းနှာခေါင်းကျွအောင်လုပ်တဲ့သူရဲ့မိန်းမအုံနောက်တည်သွားတာသူ့เจ้าဆိုပြီးပြောနေခဲ့ပါတယ်မီစုလည်းအဲ့ဒီကိစ္စကသူ့ဘဝတစ်ခုလုံးမူတည်နေတယ်ပြောတော့ခန်းကြီးကမင်းဖြတ်စီလိုက်တဲ့သူ့ဘဝကရောလို့ပြောတဲ့အခါမီစုလည်းအမှားလုံးမိတာလို့ပြောရင်ဒီတစ်ခေါက်ကိုကောင်းပြီးသွားရင်အခြားလူတွေအများကြီးကိုသူကကဲတင်နိုင်မှာလို့ပြောပေမဲ့ခန်းကြီးကတော့လက်မခံခဲ့ပါဘူးမီစုလည်းဒီအလုပ်ကိုလက်မလွတ်နိုင်ဘူးလို့ပြောတော့ခန်းကြီးကအဲ့လိုလူမျိုးသူ့နားမှာမထားချင်ဘူးပြောတဲ့အခါမီစုလည်းထွက်သွားပါတော့တယ်မီစုလည်းသူ့အဖေနဲ့ဓာတ်ပုံလေးတွေကိုကြည့်ရင်စိတ်ညစ်နေခဲ့ပါတယ်ခန်းကြီးလည်းသူ့မိမနဲ့မင်္ဂလာဆောင်ဓာတ်ပုံကိုကြည့်ရင်အရင်ကအကြောင်းတွေကိုသတိရနေခဲ့ပါတယ်အရင်ကခန်းကြီးကလူကယ်နေတော့သူ့မိမဘက်ကအသက်မရှူနိုင်ဘူးလို့ဖုံးဆက်လာပေမဲ့သူကသွေးလွတ်ကြောမကိုဖိထားရတာမို့လို့ဖယ်လိုက်ရင်တည်သွားမှလို့ပြောတော့သူ့မိမရဲ့နောက်ဆုံးအချိန်ကိုမမီလိုက်ပါဘူးနောက်နေ့မနက်သွားတော့လူနာရှင်ကအခန်းတကားပိတ်ထားတော့မီစုလည်းမိသက်ဆေးဘူးနဲ့တကားကိုဖြတ်ပြီးဖွင့်လိုက်တဲ့အခါလူနာရှင်ကကိုတက်တင်နေလို့အသေးအတန်ဆွဲချပြီးကဲတင်มาတော့တယ်အစမှာတော့ကဲတင်လို့မရလို့သူ့တငယ်ချင်းကတားနေပေမဲ့မီစုကတော့ကဲတင်ရမယ်ဆိုပြီးတဆွတ်ထိုးကဲတင်မယ်လို့တော့သူ့တငယ်ချင်းလည်းကူညီပေးတဲ့အခါလူနာရှင်လည်းနှလုံးပြန်ခုန်လာပါတော့တယ်မိသက်တစ်ဖွဲ့လည်းမိရထားလန်မတော်တဆမှုပေါ်လာတော့ကဲတင်မှုတော့ကြပါတော့တယ်အဲ့ဒါနဲ့ကားထဲကလူကိုဆွဲထုတ်ဖို့လုပ်တဲ့အချိန်ရထားလိုင်းတွေကိုဆက်သွယ်မရလို့ဖယ်ပေးရမယ်လို့ပြောခဲ့ပါတယ်ခေါင်းဆောင်လည်းအသက်ရှင်နိုင်ခြင်းမေးတော့မျောလင့်ချက်မရှိသလောက်ပဲလို့ပြောတဲ့အချိန်တခြားဘက်ကကားပေါက်ကွဲသွားပါတော့တယ်အဲ့ဒါနဲ့မိသက်ဖို့ခန်းကြီးကိုပါခေါ်တော့ကားထဲကသူကကဲတင်ပေးပါလို့ပြောနေခဲ့ပါတယ်အဲ့ဒီအချိန်မှာရထားလာတော့ခန်းကြီးကိုဖဲဖို့ပြောနေပေမဲ့ခန်းကြီးကအသက်ရှင်နေသေးတယ်ပြောပြီးခေါင်းမနေလို့ကားကိုဝိုင်းမနေကြပါတယ်အဲ့ဒါနဲ့ဘေးကသူတွေပါလာဝိုင်းမပြီးရွှေ့လို့အပီမှာခန်းကြီးကမဖဲပဲကြံခဲ့တော့ရထားလာတဲ့အခါကန်ကောင်းစွာနဲ့ပဲအုတ်ထုတ်ပဲပါသွားခဲ့ပါတယ်ကားထဲကလူကလမ်းမှာတည်သွားတော့မီစုတယောက်ကဲဖို့လုံးမယ်ပြောတဲ့အခါသူ့တငယ်ချင်းလဲကဲရင်အုံနောက်တည်တဲ့အနေထားပဲရမှာပြောတော့လက်လျှော့လိုက်ပါတော့တယ်မီစုလဲခန်းကြီးကိုသူ့မှမဟုတ်ကြောင်းမတတ်နိုင်ပဲဖြစ်သွားရတာလို့ပြောနေပေမဲ့ခန်းကြီးကတော့မင်းလိုလုံနေတာပင်မနဲ့ဆိုပြီးပြန်ပြောခဲ့ပါတယ်မီစုကသူလဲပင်မလို့ယူတော့မယ်ပြောတော့ခန်းကြီးလဲအဆုံးသတ်ရအောင်လို့ပြောတဲ့အခါနောက်ဆုံးတော့မီစုလဲလက်ခံလိုက်ပါတော့တယ်ညကြတော့ခန်းကြီးတယောက်ရက်တွေတောင်းနေခဲ့ပါတယ်နောက်တစ်ယောက်တော့ခေါင်းဆောင်ကခန်းကြီးကိုရေဘူးစမ်းခေါ်သွားပြီးအဖေနဲ့အမေရေတဲ့ပြုတ်ကြရင်ဘသူ့ကိုအရင်ကဲမှလဲမေးတော့ခန်းကြီးကမ
ဖြေတဲ့အခါဘေးကသူကိုမေးလိုက်ပါတယ်အဲ့ဒါနဲ့ပုံနေတဲ့သူကိုကဲမလို့ဖြေတော့ခေါင်းဆောင်လဲခန်းကြီးကိုနှစ်သိမ့်ပေးနေခဲ့ပါတယ်မီစုလည်းမမေးနိုင်လို့ငိုနေတဲ့အခါသူတငယ်ချင်းကနှစ်သိမ့်ပြီးဖတ်ထားပေးပါတယ်အိမ်ပြန်မှုထားလိုက်တဲ့အချိန်မီစုရိတ်ခနဲ့ဖြစ်လာလို့တော့ပြကြည့်တော့အုံနောက်အကျိတ်ဖြစ်နေလို့ခွဲစိတ်ဖို့ဆရာဝန်ကရက်ချိန်ခိုင်းခဲ့ပါတယ်အဲ့ဒါနဲ့မီစုလည်းတောင်းပန်မို့သွားတော့သူ့ကိုကဲပေးလို့လဲသေးတဲ့အထိမခွင့်လို့ဘူးလို့ပြောခဲ့ပါတယ်ပြီးတော့သူ့မိမကိုလည်းလို့ပေးရတော့မယ်ဆိုပြီးမီစုကိုယ်တိုင်မဲ့အောက်ဆီဂျင်ပိုက်ဖြတ်ဝေးဖို့ပြောရင်ငိုနေခဲ့ပါတယ်အကိစ္စတွေပြီးတော့မီစုလည်းနှုတ်ထွက်စာတင်လိုက်ပါတော့တယ်မိသားအဖွဲ့လည်းထမင်းစားနေရင်ကောင်းမလေးက blind date တွေ့ဖို့ချိန်ထားလို့စော့ပြန်မဲ့ပြောပြီးထွက်သွားပါတော့တယ်အဲ့ဒါနဲ့ဂန်ကြီးလည်းသူ့တငယ်ချင်းကရောလို့ပြောတော့ကျမက3နှစ်တောင်လိုက်ခဲ့ရတာတော့မကြိုက်ဘူးလေဆိုပြီးပြန်ပြောခဲ့ပါတယ်ပြီးတော့အပေါ်ကနေမသွားနဲ့သူနဲ့2ယောက်တည်းပြင်သွားမယ်လို့ပြောလို့ပြန်ဝင်သွားခဲ့ပါတယ်ဂန်ကြီးလည်းမီဆူလာတော့2ယောက်သားလမ်းလျှောက်ရင်စကားစမိပြောပြီးဖះเจ้าနဲ့ဝင်လာခဲ့ပါတယ်မီဆူလည်းပြောစရာရှိလို့ဆိုပြီးကြောပေးခိုင်းတာပါတယ်မီဆူကသူငယ်ငယ်တုန်းကလူတွေကသူ့ကိုညံကောင်းတယ်ပြောလို့ကိုညံကောင်းတယ်ထင်ခဲ့တာဒါပေမဲ့မဟုတ်ခဲ့ကြောင်းအဲ့ဒါကိုသိသွားတော့သူပိုင်ဆိုင်ရတဲ့အရာတွေကိုဂန်ကြီးပါဝင်ဆုံးလွှတ်နိုင်ကြောင်းပြီးတော့စဉ်းစားကြည့်လိုက်တော့ဂန်ကြီးကိုတခါမှသူမပိုင်ဆိုင်ရဘူးတလို့ပဲလို့ပြောရင်ဂန်ကြီးကိုချစ်တယ်လို့ပြောပြီးထွက်သွားပါတော့တယ်ခဏနေတော့အရေးပေါ်ကိစ္စရေးအတွက်သွားရပါတော့တယ်မကြခင်ပြိုကျတော့မဲ့တိုက်ကြီးမှာလူတယောက်ပြီးနေလို့ကဲဖို့အတွက်လေးအိတ်သုံးရမှာပါတကယ်လို့လေးအိတ်သာသုံးလိုက်ရင်မြေအောက်ခန်းတစ်ခုလုံးပြိုကျနိုင်ရရှိလို့ရီလိုက်ရိုးစုံစဉ်းစားပြီးလုပ်ကြည့်ပေမဲ့မရဘူးဖြစ်နေခဲ့ပါတယ်အဲ့ဒါနဲ့ဖရိတ်ထောက်တိုင်ထောက်ပေးပြီးထားခဲ့ဖို့စီစဉ်ထားပေမဲ့ပြီးနေတဲ့သူကသူ့ကိုတခုခုပြောအောင်လို့ပြောတော့အခြေအနေကိုပြပြလိုက်တဲ့အခါသူ့အိမ်ကိုဖုန်းခေါ်ဝင်တောင်းလိုက်ပါတယ်ပြီးတော့သူ့မိမကိုစိတ်ပူမှဆိုလို့နောက်ကျမယ်ဆိုပြီးပြောနေခဲ့ပါတယ်အဲ့ဒါနဲ့ဂန်ကြီးလည်းမြေအောက်ခန်းတစ်ခုလုံးပြိုကျနိုင်ရနော်လုံးကြည့်မလားမေးတော့လုံးမပြောတဲ့အခါဂန်ကြီးကနေခဲ့ပါတော့တယ်ကျန်တဲ့သူတွေကဂန်ကြီးကိုတားနေပေမဲ့ဂန်ကြီးကလက်မခံခဲ့ပါဘူးခေါင်းဆောင်ကဂန်ကြီးကိုမေးတော့ခေါင်းဆောင်လည်းတီးပြီးငိုချပါတော့တယ်ပြီးနေတဲ့သူလည်းခမရရောဇနီးရှိလားလို့မေးတဲ့အခါမီဆူပြောတဲ့စကားကိုပြန်သတိရလာပါတော့တယ်ပြီးတော့လူကိုကယ်ထုတ်ပြီးထွက်သွားပေမဲ့မြေတွေပြိုကျလာပါတော့တယ်နောက်နေ့မီဆူလည်းခွဲစိတ်ဖို့သွားတဲ့လမ်းမှာကယ်ဆယ်ရေးသမားမြေပြိုတဲ့ထဲပါသွားတဲ့ဆိုတဲ့သတင်းကိုကြားသွားခဲ့ပါတယ်ဆက်နဲ့ရှင်းမဲ့လို့တော့တားနေတော့ချတွေ့ပြီလို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့သွားကြည့်လိုက်တော့ကယ်လိုက်တဲ့သူရောခံကြီးရောအသက်ရှင်နေခဲ့ပါတယ်မီဆူလည်းလှမ်းပြီးတော့ဆေးရုံသွားနေတော့လို့ပြောခဲ့ပါတယ်ခံကြီးလည်းလူနာတင်ရင်မှမျောပြီးကားပေါ်မှာမီဆူကလိုက်စားနေတာကိုခံကြီးတယောက်ပြုံးနေရင်လူလာခဲ့ပါတယ်အဲ့ဒါနဲ့ကုန်းထလာတော့2ယောက်သားလန့်သွားပါတော့တယ်ပြီးတော့သူကယ်လိုက်တဲ့လူအကြောင်းမေးတဲ့အခါအသက်ရှင်ကြောင်းပြောတော့ဝမ်းသာနေခဲ့ပါတယ်အဲ့ဒါနဲ့ကားပေါ်ကဆင်းပြီးမီဆူနဲ့တွေ့ဖို့သွားတဲ့အခါခေါင်းဆောင်ကတွေ့တော့ဒီကောင်အသက်ရှင်တာပဲဆိုပြီးပြောနေခဲ့ပါတယ်ဂန်ကြီးလည်းမီဆူစီကိုပြေးသွားပြီးမီဆူလည်းစိတ်ပူပြီးကားပိတ်နေလို့မဆောင်နိုင်မဲ့ဂန်ကြီးစီကိုပြေးသွားပါတော့တယ်ဂန်ကြီးကဆေးရုံရောက်သွားတော့မီဆူလှုပ်ထွက်သွားတာကိုသိလိုက်ရပြီးဘတ်ကားမတိုင်မှာရနေတော့မီဆူဟိုဘက်လမ်းကဖြတ်သွားတာကိုတွေ့ပြီးလှမ်းခေါ်လိုက်တော့တွေ့သွားပါတော့တယ်အဲ့ဒါနဲ့2ယောက်သားလမ်းကူးလိုက်ပြီးမီဆူကတိတ်ပြီးထင်နေတာလို့ပြောပါတော့တယ်ပြီးတော့ဖယ်သွားမို့လဲလို့မေးတော့မင်းကိုတွေ့ဖို့လို့ပြောရင်နမ်းလိုက်ပါတယ်အဲ့ဒါနဲ့လူကြားထဲမှာခြိလိုက်ပြီးချစ်ကြည်နေတာကိုသူ့တငယ်ချင်းနဲ့မိသားဖွဲ့လဲကြည်နေကြပါတော့တယ်မီဆူလည်းအလုတ်ထွက်လိုက်တော့ဘာလို့စားရမလဲပြောတော့မိသားသမားနဲ့အတူထမင်းချက်အဝေးချောခလေးထိန်ဖို့လို့ပြောခဲ့ပါတယ်ဂိုင်းတငယ်ချင်းလဲသူ့ကောင်မလေးကိုတခြားကောင်တစ်ယောက်ကခုံးဖတ်ထားလို့တဝင်းတိုးပြီးရိုက်နေပါတယ်ပြီးတော့မီဆူလည်းမိသားအဖွဲ့ထဲဝင်ပြီးအလုပ်လုပ်နေပါတော့တယ်ဇလန်လေးကတော့ပြီးသွားပါပြီကေဒရမာအကြောင်းအဲ့ဒီသတင်းတွေကိုသိချင်နေဆိုရင်တော့ channel ကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်